အားလုံးပဲမင်္ဂလာပါဟဝင်းအောင် YouTube channel လေးနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီဘက်မှာရှင်းပြရင်ကစားကြမယ် Premier League ပွဲစဉ်တွေထဲမှာ Beach Match ပွဲကြီးတစ်ပွဲပါဝင်နေပါတယ်အဲ့ဒီပွဲကတော့ကျွန်တော်တို့လာမယ်ကြာသပတေးနေ့ညတောက်ကြနေ့မနက်မြန်မာစံတော်ချိန်2:30မိနစ်မှာရှင်းပြရင်ကစားကြမယ်ဒီ Asian Arsenal အသင်းနဲ့ကျွန်တော် Liverpool အသင်းတို့ရဲ့ Premier League ပွဲစဉ်21ကိုကျွန်တော်အနေနဲ့ပွဲကြိုဒီ30ချက်လေးလုပ်ပေးခြင်းပါတယ်ပထမဆုံးအနေနဲ့ Asian Arsenal အသင်းဟာဒီ3နှစ်ဆက်ကျွန်တော်တို့ Premier League Champions ဆုကိုအကြောင်းမျိုးမျိုးကြောင့်ပုတ်ကာတီကလွဲချော်ပြီးတဲ့နောက်ပိုင်းမှာဒီ4နှစ်ဆက်ကျွန်တော်တို့လွဲချော်မှုတွေရှိမလာစေဖို့အတွက်ဆိုရင်တော့ဒီလို basic အသင်းချင်းချင်းတွေ့တဲ့အချိန်မှာကျွန်တော်တို့ရလက်ကောင်းတစ်ခုကိုရလက်ကောင်းတစ်ခုကိုကျွန်တော်တို့အတက်နိုင်ဆုံးရနိုင်ဖို့အတွက်ကိုစူးစမ်းမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဒီဧည့်သည်လီဗာပူးအသင်းကိုကြည့်မယ်ဆိုရင်ဧည့်သည်လီဗာပူးအသင်းဟာဒီအခုလက်ရှိအနေထားမှာဒီပွဲစဉ်ဒီ Premier League အဆင့်မှာဆိုရင်အဆင့်4မှာရပ်တည်နေတယ်လီဗာပူးအသင်းဟာပြိုင်ပွဲဆိုနောက်ဆုံး9ပွဲဆက်ရှုံးပွဲမရှိသေးဘူး9ပွဲနိုင်ပြီးတော့တည်ကြတယ်4ပွဲတည်ကြထားတယ်ဒါဟာဒီ Asian Arsenal အသင်းနေနဲ့သတိပြုရမယ့်အချက်တစ်ချက်ဖြစ်တယ်ဒီလီဗာပူးအသင်းကနောက်ဆုံး EPL ပေါ့နော်ကျွန်တော်တို့9ပွဲမှာဆိုရင်လည်း3ပွဲနိုင်ပြီးတော့2ပွဲတည်ကြထားတယ်ဒီ2ပွဲတည်ကြခဲ့တဲ့ပွဲကလည်းကျွန်တော်တို့ဒီ Leeds United နဲ့ ZZ Fulham ကို2-2တည်ကြထားတယ်နောက်ဆုံး9ပွဲမှာဆိုရင်ကျွန်တော်တို့လီဗာပူးအသင်းကဂိုးကန်သွင်းခွင့်14ချိန်နဲ့အထက်ကို4ပွဲထိရှိခဲ့ပြီးတော့ဒီ shot on target ပေါ့နော်ဒီဂိုးတက်ပတ်မှုဆိုရင်လည်းတပွဲကို4ချိန်နှုန်းနဲ့4ပွဲထိရှိခဲ့တယ်ဒီတပွဲကို4ချိန်နှုန်းထိရှိခဲ့တယ်ပေါ့နော်ဒီဖူအန်နဲ့ပွဲမှာတော့ကျွန်တော်တို့ shot on target ဆိုကျွန်တော်တို့2ချိန်လောက်ပဲရခဲ့တာကိုတွေ့ရတယ်ဒီဒန်ယာပွဲဝယ်ဆင်းမှာဆိုရင်လည်းကျွန်တော်တို့ Alexander Isak ရဲ့ကျွန်တော်ဒီ Alexander Isak ရဲ့ဟိုEkitiki တို့ဒီ2ယောက်ကိုတော့ဒီဒန်ယာပွဲဝယ်ဆင်းမှာတွေ့ရတယ်နောက်ဆုံး9ပွဲမှာဆိုရင်သူက4ပွဲတိတိကျွန်တော်ထူးခြားမှုအနေနဲ့တော့နောက်ဆုံး9ပွဲမှာဆိုရင်4ပွဲတိတိလီဗာပူးအသင်းဟာဂိုးသွင်းနိုင်တယ်အနည်းဆုံးပြပါနော် Leeds United ပွဲမှာလည်းသူတို့ဇီးဇီးတည်ကြပြီးဂိုးမသွင်းနိုင်ခဲ့ဘူးဒီထူးခြားမှုအနေနဲ့အဲ့ဒီနောက်ဆုံး9ပွဲမှာဆိုရင်2ပွဲတိတိက Alexander Isak နဲ့ကျွန်တော်တို့ Ekitiki တို့2ဦးကတွင်းယူထားတယ်ဒီအဲ့ဒီ2ယောက်ကဒီပွဲမှာပါဝင်လာဖို့လုံးဝမသေးကြဘူးဒီကျန်2ပွဲမှာတော့ Gravenberch ကတကူနဲ့ဒီ Cody Gakpo တကူကျွန်တော် Florian Wirtz က2ပွဲစတိုင်းတကူနဲ့2ဂိုးသွင်းယူထားတယ်ပေါ့နော်စုစုပေါင်းဒီ Alexander Isak နဲ့ကျွန်တော်တို့ Ekitiki တို့မပါဝင်နိုင်တဲ့နောက်ပိုင်းဒီပွဲစဉ်တချို့မှာဆိုရင်နီးပြဒီ Arne Slot အနေနဲ့ 4-2-3-1 format နဲ့ဒီ Cody Gakpo ကိုအထောင်မှာထားပြီးတော့ကစားလာတာကိုတွေ့ရတယ်တစ်ဖက်ကကျွန်တော်တို့ Asian Arsenal အသင်းဘက်ကိုကြည့်လိုက်မယ်ဆိုရင် Asian Arsenal အသင်းဟာပြိုင်ပွဲစုံ9ပွဲဆက်ရှုံးပွဲမရှိသေးဘူးဒီနောက်ဆုံး9ပွဲမှာဆိုရင်သူတို့က4ပွဲနိုင်ပြီး1ပွဲတည်ကြထားတယ်အဲ့ဒီတည်ကြတဲ့ပွဲကလည်း Craven Cup မှာဒီ Crystal Palace အသင်းနဲ့1-1တည်ကြပြီးတော့ penalty နဲ့ Arsenal အသင်းကနောက်တစ်ဆင့်ကိုတက်ခဲ့တယ် Asian Arsenal အသင်းဟာဒီရာဒီပြိုင်ပွဲစုံအိမ်ဝင်းကိုလုံးဝရှုံးဝဲမရှိသေးဘူး။နောက် Premier League တည်တယ်မှာဆိုရင်ကျွန်တော်10ပွဲမှာ9ပွဲနိုင်ပြီးတော့ Man City တင်းနေတာကျွန်တော်1-1တည်ကြတာ။ဒါဟာလုံးဝ dangerous record ဆိုတာကိုညင်းနိုင်မယ်လို့မရှိသလောက်တော့ရှားနေမှာကျွန်တော်ထင်ပါတယ်။ဒီကျွန်တော်တို့အနေနဲ့ဒီနှစ်သင်းရဲ့ head to head ထိတိုက်တွေးဆုံမှုလေးကိုတစ်ချက်လောက်ဆက်စစ်ကြည့်မယ်ဆိုရင် Asian Arsenal အသင်းက10ပွဲနိုင်ပြီးတော့ဧည့်သည်လီဗာပူးအသင်းက15ပွဲနိုင်တယ်16ပွဲတီးတီးကြထားတယ်ပထမအကြော့ထိတ်တိုက်တွေ့ဆုံမှုရဆိုရင်လီဗာပူးကွင်းမှာလီဗာပူးက Asian ဒီလီဗာပူးက Asian ဖြစ်ကစားခဲ့ပြီး Arsenal အသင်းကို1-0ဆိုတဲ့ရလဒ်နဲ့ကျွန်တော်အနိုင်ရတာကိုတွေ့ရတယ်အတိတ်သမိုင်းအကျွေးတွေကိုခဏဘေးပဲထားပြီးကျွန်တော်အနေနဲ့ပြစ်စုံမှန်တက်တဲ့ဟိုပဲရုပ်တည်ပြီးတိုင်းကြည့်မယ်ဆိုဒီနေ့ဒီ Premier League မှာ Asian Arsenal အသင်းဟာဂိုးပါမှတ်ဂိုးရနိုင်တဲ့အခွင့်အရေးဒါမှမဟုတ်ဂိုးရထားတဲ့အခြေအနေမှာ 2.00 ရှိနေပြီးတော့ goal conceded per match ဂိုးပေးရနှုန်းမှာဆိုရင်ပြန်ကျွန်တော်တို့အနေနဲ့ 0.80 တိရှိနေပါတယ်လီဗာပူးအသင်းကတော့ကျွန်တော်တို့ဂိုးပါမှတ်ဂိုးရနိုင်တဲ့အခြေအနေဂိုးရထားတဲ့ဒီအခွင့်အရေးမှာဆို1.60 နဲ့ goal conceded per match ဂိုးပေးထားတဲ့အခြေအနေပါဆိုရင်1.40 အထိကိုရှိနေတယ်ဒီတော့တိုက်စီရောခံစီရောနှစ်ခုစလုံးအခြေအနေကိုယူဒီဗီလာကျတဲ့တွက်ချက်ပြီးကြည့်မယ်ဆိုရင်ကျွန်တော်တို့
Asian Arsenal အသင်းကနှာတစ်ပြားမကအသာစီးရထားတာကိုတွေ့ရတယ်ဒါပေမဲ့ကျွန်တော်တို့အနေနဲ့သတိထားမှာဒါဟာဘောလုံးပွဲတစ်ပွဲဖြစ်တဲ့အတွက်နောက်တစ်ချက်ကအသင်းကြီးအချင်းချင်းထိတ်တိုက်တွေ့ဆုံနေတဲ့ပွဲစဉ်တစ်ခုဖြစ်တဲ့အတွက်ဒီဘာမဆိုဖြစ်သွားနိုင်ပါတယ်အာဆင်နယ်အသင်းဘက်မှာတော့ကျွန်တော်တို့ဒဏ်ရာရလူစင်းပါဆိုရင်မော်စကွဲကနောက်ခံလူမော်စကွဲကနဲ့ဒီနောက်ခံလူနောက်တစ်ယောက်ဖြစ်တဲ့ကလပ်ဖရီယိုရီတို့ပါဝင်နိုင်မှုအတွက်ကတော့လောကမကျင်းသေးဘူးနောက်တစ်ချက်နောက်ဆုံးရထားတဲ့ record တွေရဆိုရင်ဒီ record report တွေရဆိုရင်ကျွန်တော်တို့အနေနဲ့ဒီတိုက်စစ်မှုခိုင်ရဘက်ပြန်လဲပါဝင်လာဖို့ကဒီရာနှုန်းပြည့်သေးကြသလောက်ရှိနေတယ်ဒါပေမဲ့ခိုင်ရဘက်အနေနဲ့ဒီပေါ့နော် first line နဲ့အနေနဲ့ပါဝင်လာမလားကျွန်တော်တို့ဒီအရန်အနေနဲ့ပြန်ကစားသွားမလားဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်ကိုကျွန်တော်အနေနဲ့ဒီအပျော်နှံခံမှန်းပေးရမယ်ဆိုရင်တော့ဒီ Asian Arsenal အသင်းဟာဒီ၄နှစ်စတိုက်သူတို့အနေနဲ့ဒီ Champions ဆုကိုလွဲချော်မှုမဖြစ်စေဖို့အတွက်ဆိုရင်တော့ဒီလို business ပွဲပေါ့နော် basic အသင်းကြီးတွေ့တဲ့ပွဲမှာအတက်နိုင်ဆုံးရက်လက်ကောင်းတစ်ခုကိုပိုင်ဆိုင်ရဖို့အတွက်ကိုသူတို့အနေနဲ့ဖိဖိစီးစီးနဲ့ဒီမဖြစ်မနေစူးစမ်းလာမယ်လို့တော့ကျွန်တော်ထင်တယ်အဲ့ဒီအတွက်ကျွန်တော်အနေနဲ့အပျော်နှံခံမှန်းပေးရမယ်ဆိုရင် Asian Arsenal အသင်းအနိုင်ကို90%နဲ့ဧည့်သည် Arsenal ဧည့်သည် Liverpool အသင်းဘက်ကအနိုင်ဆိုရင်တော့ကျွန်တော်တို့35%နဲ့တည်ကြဖို့အတွက်ဆိုရင်တော့ကျွန်တော်အနေနဲ့15%လောက်ထိခံမှန်းပေးခြင်းပါတယ်ကြည့်ရှုအားပေးခဲ့တဲ့အတူတယောက်ချင်းစီတိုင်းကိုကျွန်တော်အနေနဲ့ကျေးဇူးအထူးတင်လျက်ပါဒီ channel အသစ်လေးဖြစ်တဲ့အတွက်ကျွန်တော်ကိုဒီ like and subscribe လေးလုပ်ပေးကြအောင်လို့မေတ္တာရက်ခံပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံစည်းကြပါစို့ခင်ဗျာ